မော်မန်ဘလူးနဲ့ပိုလာပြီတခါကတစ်တော်အုပ်ကြီးတစ်ခုရဲ့အဆက်မှာပိုလာပြီဆိုတဲ့ရိုးသားပြီးကူညီတတ်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့ဘူးတယ်ပိုလာပြီကမိဘမဲ့ဖြစ်ပြီးတောထဲကတစ်သီးတွေကိုပူဆွရောင်းချပြီးအသက်မွေးဝဲကြောင်းပြုတ်နေမှာတော့ပိုလာပြီတစ်ယောက်ထူးဆန်းတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာအဝိုင်းပုံစံမှန်ဘလူးအဟောင်းလေးတစ်ခုကိုကောက်ရခဲ့အဲ့ဒီမှန်ဘလူးကပုံတွေပေးပွားနေလို့ပိုလာပြီကသူ့အင်ကြီးလေးနဲ့တေချာတုပ်ပေးလိုက်တာအဲ့ဒီအချိန်မှာမှန်ဘလူးတွေကဝင်းလက်တဲ့အလင်းနှန်းတွေထွက်လာပြီးနူးညံ့တဲ့အတန်ကြီးတစ်ခုထွက်မင်္ဂလာပါအကျင့်ကောင်းတဲ့ကောင်လေးငါကတော့ကဘာမြေရဲ့အမှန်တရားတွေကိုပေါ်ဆောင်တဲ့မှန်ဘလူးပဲမင်းကားကိုတန်းစင်ပြီးကြတော့ငါမင်းကိုစုတခုပြင်မယ်ဒီမှန်ဘလူးနဲ့ကြည့်ရင်မင်းမြင်တဲ့တက်ရှိမှန်သမျှအတွင်းစိတ်ကိုမြင်ရတယ်ပိုလာပြည်လည်းအံ့ဩသွားပြီးမှန်ဘလူးလေးကိုယူပါရွာတဲ့ကိုပြန်လာခဲ့တယ်တန်းမှာပိုလာပြည်ကရွာမှာအချမ်းသာဆုံးတတိကြီးဥဒကျေကိုတွေ့ခဲ့ဥဒကျေကဆင်းရဲသားတွေကိုအမြဲနှကောင်းဆိုပြီးဖုံးထိုပြောဆိုတတ်တဲ့သူပေါ့ပိုလာပြည်ကမှန်ဘလူးလေးနဲ့လှမ်းကြည့်လိုက်တော့ဥဒကျေရဲ့အတွင်းစိတ်ကအယောင်မရှိပဲမဲမောင်ပြီး၆တွေ့နေတဲ့တက်သားကြီးတုံးလိုဖြစ်နေတာကိုတွေ့လိုက်ရဒီမှာစာနာစိတ်လုံးဝမရှိတာကိုပြနေတာပေါ့နောက်ထပ်လမ်းမှာပဲရွာကအားလုံးပြစ်ပယ်ထားတဲ့အဝေစားစုပ်ပြတ်တက်နေတဲ့ဖိုးသူတော်အဖိုးကိုတယောက်ကိုတွေ့ပြန်ရောပိုလာပြည်ကအမှန်ဘလူးနဲ့အဖိုးကိုကြည့်လိုက်တဲ့အခါမှာအိုးရဲ့ရင်ဘတ်ထဲမှာဝင်းပနေတဲ့ရွှေရောင်နှလုံးသားကြီးနဲ့လှပတဲ့ပန်းကင်းချင်းတစ်ခုကိုမြင်လိုက်ရအပြင်ဘန်းကဆင်းရဲပင်မဲ့အဖိုးရဲ့စိတ်ထားကအလွန်မမြတ်ပြီးတန်ရှင်းနေတာကိုပြတာပေါ့သင်္ကန်းစာနေနဲ့အဲ့ဒီနေ့ကစပြီးပိုလာပြည်ကလူတွေကိုအပြင်ပန်းရုပ်ရည်အဝေစားစီးစိမ်ချမ်းသာတွေကိုမဆုံးဖြတ်တော့ပဲသူတို့ရဲ့စိတ်ထားအမှန်ကိုကြည့်ပြီးပေါင်းတင်ဆက်ဆံပါတော့သူကစိတ်ထားပြုစဉ်ကောင်းမွန်တဲ့ဖိုးသူတော်ဖိုးကြီးကိုလည်းနေ့တိုင်းအစားအစာတွေတွားရောက်ကူညီပေးမွေးခဲ့တယ်ဒီနေ့မှာတော့မှန်ဘလူးကြီးကလည်းပိုလာပြည်ကိုနောက်ဆုံးစကားပြောပြီးပျောက်ကွယ်သွားပါတော့တယ်ပိုလာပြည်ကလူတစ်ယောက်ရဲ့တန်ဖိုးဆိုတာအပြင်ပန်းအလှပါမရှိဘူးအတွင်းစိတ်ထားပြုစဉ်ရိုးသားမှုပဲရှိတယ်မင်းဟာအမှန်တရားကိုသိမြင်သွားပြီမို့ငါရဲ့တာဝန်ပြီးဆုံးသွားပြီဆိုပြီးတော့မှန်ဘလူးကြီးကလည်းပျောက်ကွယ်သွားပါတော့ပုံမြင်လေးရဲ့သင်ခန်းစာတော့လူတစ်ယောက်အကဲဖြတ်တဲ့ခါမှာအပြင်ပန်းဝစားဆင်ရင်ပုံနဲ့ချမ်းသာကြွယ်ဝမှုကိုကြည့်ပြီးမဆုံးဖြတ်ရဘူးစိတ်ထားကောင်းမွန်ပြီးရိုးသားခြင်းနဲ့တနာစာနာခြင်းကိုသာအစစ်မှန်ဆိုတဲ့အပိုးတန်ဖြစ်တယ်ဆိုတာကိုဖော်ပြလိုက်တဲ့ပုံမြင်လေးဖြစ်ပါတယ်နောက်ပုံမြင်လေးဆက်နားထောင်ခြင်းရင်တော့ subscribe TikTok က follow လေးလုပ်ပေးကြပါ